ချမ်းသာစွာအိပ်စက်ရခြင်းနဲ့လောကလူတွေပြောနေကြတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဆိုတာနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ချမ်းသာစွာအိပ်စက်ရခြင်းဒီအိပ်စက်ရခြင်းနှမျိုးဟာခြားနာသောရှုထောင့်အမြင်များရှိသဖြင့်ခြားနာသောရည်ရွယ်ချက်များရှိနေပါတယ်လောကလူတွေပြောနေတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဟာဘယ်လိုအဓိပ္ပာယ်ရှိပြီးတော့ဘုရားမြတ်စွာဆိုလိုတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဆိုတာဘယ်လိုအဓိပ္ပာယ်ရှိတယ်လဲဆိုတာဒီကနေ့ညရှင်းလင်းပြီးတော့ဟောပြောကြရအောင်လောကလူတွေဟာနေထိုင်နဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခကိုလိုလားကြစာရေးတောက်တာနဲ့ပတ်သက်ပြီးတော့လည်းချမ်းသာဒုက္ခလိုလားကြတယ်အလိုလားဆုံးကတော့လူတိုင်းဟာချမ်းသာတာအိပ်စက်ရမှုဟာလူတွေမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ချမ်းသာတာအိပ်စက်ရမှုဟာအမှန်တမ်းတန်ဖိုးရှိတယ်လို့ပြောရမှာပါဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ချမ်းသာစွာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ကအလွန်လေးနက်မှုရှိတယ်ဆိုတာကိုဟဋ္ဌကသုတ်တံကိုလေ့လာကြည့်ခြင်းဖြင့်သိရှိနိုင်ကြပါတယ်ချမ်းသာစွာအိပ်စက်ရခြင်းအဓိပ္ပာယ်ကိုဟဋ္ဌကသုတ်တံမှာမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာဖြစ်ပါတယ်အင်္ဂုတ္တရနိကေမှာဟဋ္ဌကသုတ်ဆိုတာပါရှိတယ်တခါတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်အလဝီပြည်အနီးနားကနွားအုပ်ကြီးဖြတ်တန်းသွားလာတဲ့တောထန်းတနေရာတိန်တပါဝနလို့ခေါ်တဲ့ရင်းတိုက်တောထဲမှာရှိတဲ့အရွက်ကျဲကျဲနဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှင်တော်ဘုရားဟာနားနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကရာသီဥတုကလည်းအမြဲတမ်းအေးမြတဲ့ဆောင်းရာသီဖြစ်တယ်